ရက်စစ်မြေပေါင်းဦးနဲ့ငါတလောက်ယူနူပေါင်းစားပါတယ်ငါတလောက်ကိုစီမထည့်ပဲနဲ့ဂျင်းစပလင်ငပြရည်စားအချို့မဟုတ်နနွင်းမဟုတ်တကြားထည့်ပြီးတော့ငါတလောက်မြုပ်ရုံရေးထည့်ပြီးတော့ကျွန်မပေါင်းပါတယ်ရက်စစ်ပေါင်းဦးနဲ့ဆိုတော့အေးဆေးပေါင်းထားလိုက်တာပေါ့နော်ကဲပေါင်းထားတဲ့ငါတလောက်တွေကိုမြေပဲစုံစီမှုမွေးလေးထဲမှာချက်သွန်ဖြူခရမ်းကျင်သည့်ထည့်ပြီးတော့စီတက်ပါတယ်အနှစ်ချက်တာပေါ့နော်ကိုင်းခင်းကျင်သည့်တုံးထားတယ်ငါတလောက်ပေါင်းရင်သူများတွေကတော့ရှာလကာရီတို့ရှောက်ရီတို့ထည့်တယ်ကျမကတော့မထည့်ဘူးကိုင်းခင်းကျင်သည့်အနှစ်ကလေးနဲ့ပဲချက်ပါတယ်ကိုင်းခင်းကျင်သည့်လေးတွေခြေသွားအောင်ခြေတယ်အနှစ်ထဲမှာငူသည့်စိမ့်မုတ်ငပြားရည်နည်းနည်းထည့်မယ်ချက်သွန်အနီကျော်လေးတွေခြေပြီးတော့ကျမထည့်ပြီးတော့အနှစ်ချက်ပါတယ်ကဲအနှစ်ကလေးရတယ်ဒီလိုလေးကျလာပြီမှုေးကြိုင်နေရပဲအနှစ်ကြကြလေးချက်ထားတဲ့ခါကျတော့လေအနှစ်ကနေအရသာရှိနေရှင်ကဲခင်းကျင်ဒီလေးမကြည်တာလေးလိုက်ချေပေးပါတယ်ခြေထားတဲ့ဒီအနှစ်သေးကိုပေါင်းထားတဲ့ငါတလောက်ကလေးတွေဖြည်းဖြည်းချင်းထည့်မယ်ကဲအတုံးမပြတ်ပေါင်းထားတဲ့ငါတလောက်ကလေးတွေကိုအနှစ်ချက်ထားတဲ့ဦးရဲကိုထည့်လိုက်ပြီးဒီလိုမျိုးစီလေးပပနဲ့ဆူလာပြီးအဲ့လိုဆူလာပြီးဆိုလို့ရှိရင်ဘာလုပ်လဲဆိုတော့ငါတလောက်ပေါင်းထားတဲ့အချိုရည်ပေါ့နော်အဲ့အချိုရည်လေးတွေကိုကျမထည့်ပေးမယ်ကဲအချိုရည်လေးထည့်တယ်အဲ့အချိုရည်လေးကလည်းမှုေးနေတာပဲငါတလောက်ကဆူလုံးဝကြည့်တော့လေဘာစီမမထည့်ပဲနဲ့ပေါင်းထားရတော့မှအဲ့မှာစီလေးတွေကိုဝှေ့ပြီးတော့မှုေးနေတာပဲကဲအဲ့လိုအရည်လေးထည့်တယ်ပေါင်းထားတဲ့အချိုရည်လေးပေါ့အနှစ်နဲ့ငါတလောက်နဲ့တသားလေးကျတော့ကျမထည့်ပေးတယ်ဒီလိုချင်းနေလေးဖြစ်လာပြီအဲ့အချင်းကြီးကအရင်ရေးကြည့်ရနော်လုံးဝဒဲအိုးကိုသွားပြီးတော့မမှွေလိုက်နဲ့ဒဲအိုးကိုမမှွေပဲနဲ့ဒဲအိုးလေးကိုလှုပ်ပေးပေါ့နော်ဦးလေးကိုအသားရလေးလှုပ်ပေးကျစိတ်ဒဲအိုးနဲ့ဆိုတော့သတိထားပါကဲရသွားပါပြီငါတလောက်ပေါင်းလေးငါတလောက်အချိုရည်လေးကိုကျမဤလို့ပေါ့နော်ညူတီးစိတ်တံမြာတီးညက်ထည့်ပြီးတော့ဟင်းကြိုလေးလှုပ်တော့ပါတယ်ကျေးဇူးတင်ပါတယ်လှုပ်စားကြည့်ပါနော်